Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒုတိယကြီးမှကျေးဇူးပါတယ်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုကိုဝေတူရီဆိုတဲ့ဒီ channel လေးကိုကျွန်တော်အသစ်ဖွင့်ထားတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီ main channel ဒုတိယဝေအကောက်ရှိရပေါ့နော်ဒီ channel ကတော့ကျွန်တော်အရန် channel အနေနဲ့စပြီးတော့လုံးမလို့ပေါ့နော်အဲ့တော့ကျွန်တော်တို့လူသစ်တွေပါလာခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ဒီကိုဝေတူရီဆိုတဲ့ channel ကို subscribe နဲ့ခေါင်းလောင်းနှိပ်ထားကြဖို့ပြောချင်ပါတယ်လက်မလေးတွေလည်းနှိပ်ထားခဲ့ကြပါတော့အဓိကတော့ subscribe နဲ့ခေါင်းလောင်းပေါ့နော်ကျွန်တော် video တင်တိုင်းတွေ့ရအောင်notification bell လေးပေါ့နော်ခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ပေါ့နော်အားလုံးမင်္ဂလာပါခင်ဗျာเนาะကျွန်တော်တို့ဒုတိယဝါသနာရှင်ညီကိုမောင်နှမများဒီ channel ကို subscribe နဲ့ခေါင်းလောင်းနှိပ်ထားကြပါလို့ပြောချင်ပါတယ်ဒီလိုနှိပ်ထားခြင်းအပြင်အကိုတို့မတို့အတွက်အကျိုးမရုပ်စေရပါဘူးเนาะမနေ့ပြန်19ရက်6လ2025အင်္ဂါနေ့တနေ့ကိုเนาะအမြဲတမ်းမှန်နေတဲ့တောက်လျှောက်မှန်နေတဲ့နေတိုင်းမှန်နေတဲ့ site ကလေးကျွန်တော်ချပြပေးမယ်အကိုတို့မတို့တွေနဲ့ကြက်ညက်တန်လိုက်ထိုးလို့ရတယ်အခုကျွန်တော် site ပြပေးမယ်เนาะကျွန်တော်ရဲ့ channel ကိုအခုဒီ channel လေးကအသစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ subscribe နဲ့ခေါင်းလောင်းနှိပ်ထားကြဖို့ကျွန်တော်ပြောချင်ပါတယ်เนาะအားလုံးမင်္ဂလာပါ share တဲ့သူရှိရင်လည်း share ပေးသွားပါเนาะနေ့စဉ်နဲ့အမျှကျွန်တော်တူရီကောင်းသောတူရီကဏ္ဍလေးတွေပေါ့เนาะ site ကောင်းလေးတွေနဲ့ကျွန်တော်တင်ပေးသွားမယ်အဲ့တော့ဝါသနာရှင်ညီကိုတွေအမှုတွေမတွေအနေနဲ့ channel ကို subscribe နဲ့ခေါင်းလောင်းနှိပ်ထားပါလို့ပြောချင်ပါတယ်เนาะပြီးတော့ကျွန်တော်ဒီလာမဲ့ဘက်အတွက်ပေါ့เนาะကျွန်တော်အမြဲတမ်းရောင်းနေတယ်အမြဲတမ်းမှန်ခဲ့တဲ့ site မွေးကနန်း6ခွက်1000ခွဲနဲ့ရောင်းထားတဲ့ site ပေါ့เนาะမွေးကနန်း6ခွက်1000ခွဲနဲ့ရောင်းတယ်အခွေ4လုံး1000နဲ့ရောင်းတယ်အဲ့နှစ်မျိုးလုံးကိုကျွန်တော်ဒီလာမဲ့ဘက်မှာကျွန်တော်ဒီ channel အသစ် ဖွင့်တဲ့အထိမ့်မှတ်အနေနဲ့ကျွန်တော်မေတ္တာလက်ဆောင်ပေးသွားမှာပါအဲ့တော့ကျွန်တော်ဒီကိုဝီတူရီဆိုတဲ့ channel ကိုsubscribe နဲ့ခေါင်းလောင်းနှိပ်ထားပေါ့เนาะနောက်ဒီလာမဲ့ဘက်ကြလို့ရှိရင်မွေးကနန်း6ခွက်ရယ်အခွေ4လုံးရယ်ကျွန်တော်လကားတင်ပေးသွားမယ်အခုမွေးကနန်း6ခွက်ကတော့အခုထွက်သွားပြီပေါ့เนาะ3ညခွန်ခဏထွက်သွားပြီအခွေ4လုံးကတော့မထွက်သေးဘူးเนาะအဲ့တော့အများတန်းမှန်နေတဲ့ site လေးတွေရှိတယ်ရောင်းတဲ့ကက်ကလေးတွေကျွန်တော်လကားတင်ပေးသွားမယ်အဲ့ဒါကြောင့်မလို့ဒီ channel ကို subscribe နဲ့ခေါင်းလောင်းနှိပ်ထားပါလို့ပြောချင်ပါတယ်ကဲကြားပါပြီเนาะအဲ့တော့ကျွန်တော်တို့လူဟောင်းနေအနေနဲ့လည်းပါလာခဲ့မယ်ဆိုရင်လူဟောင်းလူသေးရောအကုန်လုံး channel ကို subscribe နဲ့ခေါင်းလောင်းနှိပ်ထားပါလာမယ့်ဘက်တွေကြလို့ရှိရင်ကျွန်တော်မူကနန်းလကားပေးမယ်ရောင်းတဲ့မူကနန်းတွေလကားပေးမယ်เนาะကဲအဲ့လိုကျွန်တော်တို့မနေ့ပြန်အင်္ဂါတနေ့ကုန် site ကလေးကျွန်တော်ပြပေးမယ်တစ်ချက်လောက်လိုက်ပြီးတော့ကျွန်တော်တို့ကြည့်ရှုပေးကြပါအောင်เนาะကဲအားလုံးပဲမင်္ဂလာပါကဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ site ကလေးတစ်ချက်လောက်လိုက်ပြပေးမယ်အကိုတို့မတို့အနေနဲ့ကျွန်တော်ရဲ့ဒီ site ကလေးကိုပေါ့เนาะလိုက်ပြီးတော့ကြည့်ပြီးတော့အချိုက်နေတဲ့လိုက်ပြီးတော့ထိုးပေါ့เนาะဒါကတော့ကျွန်တော်အမြဲတမ်းတနေ့တိုင်းနေရအောင်မြင်လာခဲ့တဲ့ site ကလေးပေါ့เนาะနေတိုင်းရလာခဲ့တဲ့ site ကလေးအဲ့တော့အကိုတို့မတို့အနေနဲ့ကြိုင်ရင်လိုက်ထိုးလို့ရတယ်เนาะကျွန်တော် site ကလေးပြပေးမယ်ဗျเนาะကဲအားလုံးမင်္ဂလာပါခင်ဗျာเนาะအဲ့တော့ကျွန်တော်တို့ဒီမှာ29လို့ထွက်ထားတယ်29လို့ထွက်ထားတယ်ဒီမှာ36လို့ထွက်ထားတယ်29ကကျွန်တော်တို့2ထိပ်စီရယ်36ကကျွန်တော်တို့3ထိပ်စီရယ်ပေါင်းပါပေါ့เนาะအပေါ်အောင်ပေါင်းမယ်29က2ထိပ်စီနဲ့36က3ထိပ်စီနဲ့ဒီ2နဲ့3နဲ့ပေါင်းခြင်းကကျွန်တော်တို့ကဘာရလဲဆိုရင်9ရတယ်9ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့က93ည1ချင်းလို့ယူမှာเนาะ93ည1ချင်းလို့ယူမယ်ဒီ2ရယ်ဒီ9ရယ်ဒီကောင်3လုံးပေါင်းပါပေါ့เนาะဒီမှာကျွန်တော်တို့ဒီ29ရယ်เนาะ29ရယ်296လို့ကျွန်တော်တို့3လုံးပေါင်းမယ်စောနာကကျွန်တော်2 3ပေါင်းချင်းက9ရလို့93ည1ချင်းယူတယ်ဒီ296လို့ပေါင်းချင်းကကျွန်တော်တို့9ရလို့ခွန်ပါဝါ2ဆိုပြီးတော့ကျွန်တော်တို့ခွန်2 break ကိုယူမယ်เนาะခွန် break 2 break ပေါ့เนาะအဲ့တော့ခွန် break 2 break ဆိုတော့ကျွန်တော်တို့တနောက်ရဲ့တဏီကုံမှာဆင်းပြရမယ်တဲ့93ည1ချင်း2ခွန် break ဆိုတော့ခွန်2 break ဆိုတော့ဒီမှာကျွန်တော်တို့93ည1ချင်းခွန်2 break နဲ့ဒီမှာ25လို့ဆင်းတယ်เนาะဟုတ်ပြီဆက်သွားမယ်ကျွန်တော်ဒီတစ်ခါပဲပြလိုက်မယ်เนาะရှုပ်မှာဆိုလို့အကူတို့မတို့အနေနဲ့နားလည်မယ်ထင်တယ်เนาะကျွန်တော်တစ်ခါဆက်သွားမယ်စိုင်မဆွဲတော့လက်တန်းပဲပြပေးမယ်ဒီ33ညပေါင်းချင်းကကျွန်တော်တို့က3ရလို့38ဝန်းချင်းယူမယ်เนาะဒီ366လို့ပေါင်းချင်းက9ရလို့93ည break 38ဝန်းချင်းနဲ့93ည break နဲ့ကျွန်တော်တို့3ခုလို့ဒီမှာရိုက်တယ်တဏီကုံစားပေါ့เนาะဟုတ်ပြီဆက်သွားမယ်3ည8လို့ပေါင်းချင်းက8ရလို့83ဝန်းချင်းယူတယ်3ည6 5ပေါင်းချင်းကကျွန်တော်တို့365ပေါင်းချင်းကကျွန်တော်တို့100လို့16ပရိယူတယ်အဲ့တော့83ဝန်းချင်းနဲ့16ပရိနဲ့ဒီမှာ33လို့ရိုက်တယ်နားလည်မယ်ထင်တယ်နော်84ပေါင်းချင်းဒီမှာ8ရဲ့ဒီ4ရဲ့8ရဲ့4ရဲ့ပေါင်းချင်းက200လို့2ခွန်ဝန်းချင်းယူမယ်နော်853ညပေါင်းချင်းက300လို့38ပရိယူမယ်2ခွန်ဝန်းချင်းကို38ပရိနဲ့ဒီမှာ6ခွန်လို့ရိုက်တယ်နော်ဟု
ဟုတ်ပြီဆက်သွားမယ်ဒီမှာ4ရဲ့ဒီ6ရဲ့46လို့ပေါင်းခြင်းက3ညရလို့3.5ဝန်းချင်းယူတယ်4.3ခွန်ပေါင်းခြင်းက1မို့လို့16ပရိယူတယ်3.5ဝန်းချင်းနဲ့16ပရိနဲ့ဒီမှာ60လို့ရိုက်တယ်လှတယ်နော်စိုက်ကလေးကလှတယ်မိတ်ဆွေတို့နော်အကူတို့မတို့အနေနဲ့ကြိုက်နေတန်ရင်လိုက်ပြီးစော့လို့ရတယ်အရှုံးများနေတယ်ဆိုရင်ယူစော့လို့ရတယ်စိုက်ကလေးကိုကြည့်ပြီးတော့ကြိုက်ရင်လိုက်စော့ပေါ့နော်65ပေါင်းခြင်းက1မလို့16ဝန်းချင်းယူတယ်6ခွန်5လို့ပေါင်းခြင်းက8ရလို့605လို့ပေါင်းခြင်း sorry 6တယ်605လို့ပေါင်းခြင်း800လို့83ပရိ16ဝန်းချင်းကို83ပရိလို့ဒီမှာပြတ်တယ်ဆိုပေမဲ့ဒီမှာကျွန်တော်တို့ဝန်းချင်းနဲ့ပေးတယ်နော်16ဝန်းချင်းကို83ပရိလို့မပေးဘဲနဲ့83ဝန်းချင်းနဲ့ပေးသွားတာ16ဝန်းချင်း83ဝန်းချင်းလို့ပေးသွားတာဒီမှာ86လို့ရိုက်တယ်နော်ဟုတ်ပြီဒီမှာအပေါ်ပေါင်းချင်းဒီမှာ9နဲ့8နဲ့ပေါင်းချင်းက300လို့38ဝန်းချင်းယူမယ်953လို့ပေါင်းချင်းကဒီ9နဲ့ဒီ9နဲ့ဒီ3နဲ့953လို့ပေါင်းချင်းက38ပရိယူမယ်38ဝန်းချင်း38ပရိနဲ့ဒီမှာ30လို့ရိုက်တယ်တဏီကုံစားပေါ့နော်ဟုတ်ပြီဆက်တော့မယ်ဒီမှာ83ပေါင်းချင်းက100လို့16ဝန်းချင်းယူမယ်83 300ပေါင်းချင်းက100လို့16ပရိ16ဝန်းချင်း16ပရိနဲ့တဏီကုံပြီးသွားတယ်တောက်ကြနေရပေါ့နော်65နဲ့300နေနဲ့နော်16ဝန်းချင်းကို16ပရိနဲ့တဏီကုံပြီးသွားတယ်ဒီမှာလာပြီး63ပေါင်းချင်းက9မလို့94ဝန်းချင်းယူတယ်335ပေါင်းချင်းက8မလို့83ပရိယူရမှာပေါ့နော်အပေါ်မှာကျွန်တော်တို့ပရိတွေကပါဝါရိုက်ပြီးဘရိတ်ယူတာပေါ့နော်94ဝန်းချင်းကို83ဘရိတ်ဆိုတော့ဒီမှာကျွန်တော်တို့ကဒီမှာကြည့်ကျွန်တော်တို့မပေးသွားဘူးဒါပေမဲ့နှစ်ခတ်ရိုက်သွားတယ်83ဘရိတ်လို့မပေးဘဲနဲ့8ပါဝါ3 8နှစ်ခတ်က1ဆိုပြီးတော့83 1ဘရိတ်လို့ကျွန်တော်တို့9နှစ်ဆိုပြီးတော့ရိုက်ခဲ့တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီမှာမနေ့ပြန်လာပြီဒီမှာ6 3ညပေါင်းချင်းက6 3ညပေါင်းချင်းကကျွန်တော်တို့က6ရလို့6တင်ဝန်းချင်းလို့ယူမယ်ဒီ65ခွန်လို့ပေါင်းခြင်းကကျွန်တော်တို့က8ရလို့83ပါဝါ3နက်ခတ်ပါကျွန်တော်တို့ဆက်ယူရမှာเนาะ6တိဝန်းချင်းကို83တိပရိနဲ့ကျွန်တော်တို့အဲ့လိုယူရမှာပေါ့เนาะကဲနားလည်းမထင်နဲ့เนาะနားမလည်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ like လေးကို view လေးကိုအစားဆုံးပြန်ကြည့်ပေါ့เนาะကဲတော့ကျွန်တော်တို့လည်းပြန်အင်္ဂါနေ့တနေ့ကုန်စာမှာကျွန်တော်တို့ထိုးရမယ့်ကဏ္ဍလေးဒီ all လေးကွက်ဒီကျွန်တော်တို့เนาะ6နှစ်6ခွန်1နှစ်1ခွန်တော့ကျွန်တော်တို့6တိဝန်းချင်းကို73ပရိနဲ့ဆိုတော့လေเนาะဒါကကျွန်တော်တို့အဓိက main ပေါ့เนาะ main အနေနဲ့ကျွန်တော်တို့ကထားထိုးရမှာ main all ကွက်အနေနဲ့အဓိက all ကွက်အနေနဲ့6နှစ်6ခွန်1နှစ်1ခွန်အဓိက main ကွက်အနေနဲ့ထားထိုးရမယ်เนาะဒူ main ပေါ့เนาะဒီကောင်လေးကဒူ main အနေနဲ့ကျွန်တော်တို့က65ရယ်10ရယ်6510 69 14ဒါလေးကကျွန်တော်တို့အရန်ဒုအနေနဲ့ထည့်ထိုးပေါ့နော်ဒီကောင်လေးကပပရန်ပေါ့နော်ပပရန်ကတော့ပပရန်ဆိုကျွန်တော်ထည့်ပေးအောင်မယ်ပပရန်ကတော့ကျွန်တော်တို့6တိနဲ့4ခု6တိနဲ့4ခုပပရန်ပေါ့နော်ဒီကောင်လေးတော့ပပရန်ပေါ့နော်ပပရန်မယ်အဓိကတော့6နှစ်6ခွန်1နှစ်1ခွန်နော်အပူကြိုက်ရင်ကျွန်တော်တို့အပူဆိုရင်66ရယ်11ရယ်661144ကိုကဲဟုတ်ပြီ sorry 6611လို့ရေးတာဒီမှာကျွန်တော်တို့က66ကနှစ်ခါဖြစ်နေတယ်နော် sorry 11ရေးတာနော်အဲ့တော့66 1166 ကိုเนาะအဲ့ဒါအပူကြိုက်ရင်ထည့်ထိုးအဲ့တော့ site ကလေးကိုနားလည်မယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ channel ကိုဝေတူရီဆိုတဲ့ဒီ channel အသေးကလေးကို channel ကို subscribe နဲ့ခေါင်းလောင်းနှိပ်ထားကြပါလက်မလေးတွေနှိပ်ခဲ့ကြပါเนาะအကိုတို့မတို့တဲ့အကျိုးမရုပ်စေရပါဘူးနေ့စဉ်နဲ့များကဏ္ဍကောင်းကောင်းလေးတွေကိုကျွန်တော်တင်ဆက်ပေးသွားမှာပါဒီလာမက်ပတ်ကြလို့ရှိရင်လည်းကျွန်တော်ရောင်းကဏ္ဍမူကဏ္ဍအပတ်တိုင်းအောင်းလာတဲ့မူကဏ္ဍအမြဲတမ်းမှန်နေတဲ့မူကဏ္ဍရောင်းကဏ္ဍကိုကျွန်တော်လကားတင်ပေးသွားမှာပါအဲ့တော့မူကဏ္ဍလကားပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အကိုတို့မတို့တွေနဲ့ဒီ channel ကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါကဲအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲအကိုဒီမတွေမနေ့ပြန်အင်္ဂါနေ့တနေ့ကုန်စားအဓိကမိ main လေးကွက်နဲ့ကျွန်တော်တို့ပေါက်ကြပါစေလို့ဆုတောင်းပေးပါတယ်ကဲအားလုံးကံကောင်းပါစေနော်